လိုအပ်တာတွေမဝယ်တော့ဒါကတော့လိုအပ်တယ်ပေါ့နော်ဒါ GM solution ဒါကတော့လိုအပ်တယ်ဒါလေငါတုံးကြည့်ရှိသေးတယ်အဲ့ဒါဘာလို့ဝယ်လာမှန်းကိုယ့်ကိုလည်းမသိဘူးဖင်ရမှုအဆင့် level 1ဖြစ်သွားတော့ तू ကကျွန်တော်ခေါင်းလျှော်ရင်တော့ပုတ်သွားတယ်ဟာလေဒီလိုလက်နဲ့မကုတ်တော့ဒီနေ့ကတော့ဥပြိုင်လာအဲ့တော့ဒါလေးနဲ့ကုတ်ဒါလေးနဲ့ဒီလိုကုတ်လို့ရတယ်ဒီကုတ်တော့ခေါင်းမနာတော့အဲ့တော့ဒါလေးကတော့ဘာချက်စေးဖြစ်တဲ့ဟာလေးဝယ်လာအဲ့တော့သုံးကြည့်ကြည့်လာပါနားတော့နည်းနည်းလေးတင်းတင်းလေးကောင်းတယ်ရတော့မစိုးပါဟာလေဟာလမ်းဒီဒီလာဝယ်လာမသိဘူးဒီသူကဝါတဲ့ပါဝါရည်တဲ့ဖြစ်အပူခံဖြန်းစေးတဲ့တုံစေးတဲ့အပူခံဖြန်းစေးအပူခံဖြန်းစေးကိုဘာဘယ်လိုစိတ်နဲ့ဝယ်လာလဲကိုကိုတော့မသိဘူးပေါ့နော်အနာတော့ဟိုးရကောင်းပါလေတွေ့လားစမယ်လေးကိုနတ်မောင်သွားကောင်းတယ်ခက်ဟေးလိုမှမီပြောနေနဲ့ပြက်သွားဒါလည်းဆက်ပြောမယ်နော်ဖင်ရမှုစင်လေပဲနှစ်ဖြစ်သွားတော့ဒါလို့ဖို့ဆိုပြီးဝယ်လာလည်းမသိဘူးမုံစိမ်မိုးရိမ့်မယ်ဆိုပြီးတော့ဝယ်လာလိုက်တာပဲအထဲမှာတော့ဒီလိုပါတယ်ဒီကောင်ရယ်ဒီခေါင်းနေရယ်ဒီစီဘူးရယ်ဟွာဒီအစီဘူးကဘာလုပ်ရလဲစီဘူးကြီးပါလားပြောပြကြကျွန်တော်လည်းမသိဘူးဟွာဂျုံနဲ့ရင်အမွှေးချမ်းလို့ပဲဆိုပြီးတော့ဒါဝဲလာစဉ်းစားကြပဲเนาะဂျုံနဲ့ရင်ကျတော့အမွှေးချမ်းနေတဲ့ဆိုတော့ဒါနဲ့ရေးကြတော့အချမ်းလားမသိဘူးနော်ဒါလေးကတော့ဘာချက်ဖြစ်တယ်မော်ချွေစာလေးဝယ်လာတာပါလိုပင်ကထုတ်တဲ့ဟာလေးကျွန်တော်တို့ပဲလိုရာလေးကိုထုံးပြီးတော့အဆိုင်ကုန်နေကြပါစေဒါချွားစရာလေးကြံခဲ့တယ်ကာပါဖြတ်သွားတယ်ကောတားလာတယ်ချက်ခဲ့တာနော်ရဲ့ဒီတော့ကဘလော်လေးကိုကြည့်ပြီးတော့ကျေးဇူးပါတာဘိုင်ဘိုင် See you next video